အလုံးမင်္ဂလာပါဆရာတိတိလေးပါ2026ခုနှစ်မေလ17ရက်နေ့အတွက်မွေးဖွားတဲ့တနင်္လာသားသမီးတွေရဲ့ကံကြမ္မာကိုဖတ်ကြားပြီးတော့မှာဖြစ်ပါတယ်ဒီနေ့ဒီရက်မွေးဖွားတော့တနင်္လာသားသမီးတွေကဆိုရင်ရုပ်ရည်အသင်းတွေရှိပြီးတော့ခန္ဓာကိုယ်လှပကြော်ရှင်းပြီးတော့တန်မာမဲ့ပုံစံတွေဖြစ်ပါတယ်ဆွေမျိုးညာတိအတိုင်းကြီးဝိုင်းကြီးနဲ့ဆွေတောင်းမျိုးတောင်းတဲ့ကနေဝေးဖွားတဲ့ပုံစံတွေဖြစ်ပြီးတော့ဝေးဖွားစဉ်ကလေးကဥစ္စာပစ္စည်းပြည့်စုံနဲ့ရင်ကားပေါင်းများစွာကိုပိုင်ဆိုင်ပြီးတော့မွေးဖွားလာရတဲ့ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်စိတ်နေစိတ်ထားအနေအချင်းဇာိတာကောင်းမွန်ပြီးရည်မှန်းချက်တွေခိုင်မာမယ်စိတ်တက်လေခိုင်မာပြီးတော့မာနကြီးတဲ့ပုဂ္ဂိုလ်တွေဖြစ်ပြီးတော့ဘာသာတရားလည်းလေ့လာလိုက်စားတကယ်လိုက်နာမဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်ပါတယ်အလူတန်းရရောတဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်ပါသေးတယ်နောက်တစ်ခုအနေနဲ့ပညာရေးနဲ့ပတ်သက်လာရင်တော့ခေတ်ပညာနဲ့ပတ်သက်ပြီးတော့ပညာရေးထူးချွန်တက်ပြီးတော့ဉာဏ်ပညာအပြင်အလွတ်ကောင်းပြီးတော့တမှုထူးခြားတဲ့ဉာဏ်တွေကိုပိုင်ဆိုင်ရတဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်ပါတယ်အိမ်တော်ရေးနဲ့ပတ်သက်လာရင်တော့အိမ်တော်ရေးကံကအသင့်တင်ပဲကောင်းပါတယ်ဘာကြောင့်လဲဆိုတော့ဒီနေ့ဒီရက်တနင်္လာနေ့မှာမွေးဖွားတော့ဒီတနင်္လာသားသမီးတွေဟာအိမ်တော်ရေးကံအသင့်တင်ဘာကြောင့်ဖြစ်နေတာလဲဆိုရင်အမျိုးသမီးဆိုရင်တော့တခုလည်းမဟုတ်ဆိုးမှဖြစ်တယ်ပြီးတော့အမျိုးသားဆိုရင်တော့အိမ်တော်ဘက်တဲ့အသက်ပိုရှိတဲ့ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်အိမ်တော်ရေးမှာလူမျိုးကြားဘာသာကြားအသားရည်လုံးဝမတူတဲ့သူနဲ့အိမ်တော်ချက်တယ်ပြီးတော့မကောင်းမှုဒုစရိုက်လုပ်ငန်းတွေအမောင်လုပ်ငန်းတွေမွေးစေဝါလောင်ကစားစတဲ့တရားဝင်လုပ်ငန်းတွေနဲ့အသက်မွေးကြောင်ပြုတဲ့သူလည်းဖြစ်ပါတယ်စီးပွားရေးအနေနဲ့စိတ်အားထက်သန်ပြီးတော့ရည်မှန်းချက်ကြီးမားပြီးမဖြစ်တာကိုရောက်အောင်လုပ်မယ်ဆိုစိတ်နဲ့စူးစမ်းတက်ပြီးတော့ဥစ္စာပစ္စည်းပြည့်စုံစွာနဲ့လည်းနေထိုင်ရတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်သို့တော်လည်းပဲလောက်သမျှစီးပွားရေးတွေဒီအမောင်နဲ့ပတ်သက်သောလုပ်ငန်းတွေဖြစ်တဲ့အတွက်ကြောင့်ကြာရှည်တည်တဲ့မြဲမြံခိုင်မာခြင်းတော့မရှိပဲလုပ်ငန်းတွေမှာရှာရင်ဖွေရင်လုံရင်ကိုင်နေပဲရေစုံမျိုးတက်ရတဲ့ပုံစံတွေလည်းဖြစ်ပါတယ်။ကျမ်းမာရေးရပြောမယ်ဆိုရင်တော့အမျိုးသမီးများအတွက်စီလန်ကြောင်းလိန်ကောင်းယောဂါတွေဖြစ်တတ်ပါတယ်။အမျိုးသားတွေနဲ့လည်းပဲထုံနီးဒုစွာစီလန်ကြောင်းနဲ့လိန်ကောင်းဒူလာနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တဲ့ပြီးတော့ကျမ်းမာရေးအနေအဖြစ်ခါအောင်ပိုင်းနဲ့ပတ်သက်တဲ့ယောဂါတွေခံစားပြီးတော့အသက်တည်ဆုံးရမယ့်ပုံစံတွေလည်းဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ဆရာသိကြီးလည်းမှာအားလုံးမင်္ဂလာပါဆရာသိကြီးလည်းမှာ1988ခုနှစ်ကစုံလဆု17ရက်2026ခုနှစ်မေလ17ရက်နေ့ဖြစ်ပါတယ်ယနေ့အတွက်စကားလက်ဆောင်အစီအစဉ်ကနေကြိုးစားပါတယ်ယနေ့အတွက်စကားလက်ဆောင်အစီအစဉ်ဆိုတာက9ရက်သားသမီးမြည်သူမဆိုနေ့စဉ်ကြုံတွေ့နိုင်တဲ့ကောင်းကျိုးဆိုးကျိုးတွေကိုကြိုတင်ဟောပြောပေးသွားတာဖြစ်ပါတယ်ဒီနေ့မေလ17ရက်နေ့မှာ9ရက်သားသမီးမြည်သူမဆိုကြုံတွေ့နိုင်ရတာတွေကတော့အစိုးရတာဝန်ဝန်ထမ်းဆောင်နေတဲ့ပုဂ္ဂိုလ်တွေအနေနဲ့တော့ယာရုတိုးတာမမျော်နေမဲ့ယာရုရွှေပြောင်းခံရတာယာရုနဲ့ပတ်သက်ပြီးတော့ဂုံပြုတ်ခံရတာစုတစိတ်တွေလက်ခံရရှိတာအထက်လူကြီးတွေရဲ့ချီကျူးပြောဆိုခံရတာတွေဖြစ်တတ်ပါတယ်ငွေကြေးကံအသင့်တင်ကောင်းပြီးတော့ဒီနေ့မှာငွေကြေးနဲ့ပတ်သက်ပြီးတော့ချီတာငှားတာပေးတာယူတာကဏ္ဍအာမခံတာတွေလုံးဝမလုပ်သင့်တဲ့နေ့ပါငွေကြေးလဲပျောက်ရှာတတ်တယ်လို့လူလိန်ခံရတာမျိုးတခိုးခံရတာမျိုးလည်းဖြစ်တတ်ပါတယ်မင်္ဂလာနမိတ်အနေနဲ့အလူတွေမင်္ဂလာဆောင်တွေကိုတစ်ခုထက်ပိုပြီးတွေ့ခဲ့မယ်ဆိုရင်တော့ထီကန်ဆန်းပြီးတော့ထီစုကြီးတွေပေါက်နိုင်တဲ့နေ့တွေလည်းဖြစ်ပါတယ်တာမန်ကုမ္ပဏီမှာတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းများအနေနဲ့တော့လုံထဲမှာအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့စကားများရတာရန်ဖြစ်ရတာအလုပ်ထွက်ချင်စိတ်တွေရုတ်တရက်ပေါက်လာတာမျိုးတွေဖြစ်တတ်ပါတယ်ဖြစ်နိုင်ရင်တော့အတက်နိုင်ဆုံးတိခံပြီးတော့ရှိရင်ဆွဲအလုပ်ကလေးကိုပဲဆက်လက်လှုပ်ဆောင်တာဝန်ထမ်းဆောင်ပေးခြင်းပါတယ်မမျော်လင့်မဲနဲ့စိမ့်နဲ့ခရီးမမျော်လင့်တဲ့ခရီးတွေကိုရုတ်တရက်ထွက်ခွာရတတ်ပြီးတော့ငွေကုန်ကြအများဆုံးအနေနဲ့ဖြစ်တတ်သွားပါသေးတယ်စိမ့်နဲ့ခရီးတွေကိုတွားပြီးတော့မမျော်လင့်မဲနဲ့စက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ထိခိုက်ခြေထောက်တွေတန်ရာရတတ်ပါသေးတယ်သွေးထွက်တန်ယူဖြစ်တတ်ပါတယ်တွားနဲ့ပတ်သက်တဲ့ယောဂါတွေဒီနေ့မှာအများအပြားဖြစ်တတ်ပါတယ်တွားကြိုက်တာတွားကျိုးတာတွားနဲ့တာတွားအန်ဆုံးပေါက်ပြီးတော့တွားစီကန်းကိုမဖြစ်မနေတွားမဲ့ကြကြမှာရှိတဲ့နေ့လေးဖြစ်ပါတယ်ဒီကကဲအလုံးကိုကြော်လွှားဖို့ဆိုရင်တော့အဖြူရောင်အင်ကြီးဝတ်စားတွေဝတ်ဆင်ပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဓမ္မောဆုံးကတ်လူပူဇော်ဆုတောင်းရင်အခက်ခဲတွေကိုကြော်လွှားပြီးကောင်းကျိုးမင်္ဂလာတွေဖြစ်စေပါလိမ့်မယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာသိတိလည်းပါ